အားလုံးပဲ long time no see ပါမတွေ့ရကြတော့တွေ့ချင်တော့ဘောနော် long time တော့ no see သွားပါ long time တော့ no see သွားပြီပေါ့ okay အဲ့တော့ဒီနေ့ reaction ပြန်လုပ်သွားမှာဖြစ်ပါတယ် Mamu is back ပါအဲ့တော့ဒီနေ့ဘာချင်း reaction လုပ်ရမလဲဆိုတော့ရန်ပြည်ရဲ့ second album ဖြစ်တဲ့ Me On Like ဆိုတဲ့ album နဲ့အတိုက်တဲ့ sound ဖြစ်တဲ့ Me On Like ကို Beatbox version ထွက်ထားတယ်အဲ့ version ကို reaction လုပ်ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲစလိုက်အောင် let's go Mamu reaction reaction like me on like me on like me on like you know me on like me on like ငါပုံစံကွဲပြချာနာမင်းတို့မြင်မထူကြလွယ်မဲ့ထင်ရင်လောက်ကြည့်မင်းလောက်ကြည့်ရင်ယူသွားပကမင်းတို့အေးစေဖူကကြည့်ပြီးထူကြသူများပြည်သူများလူရတဲ့လူဘဝမှာပဲမင်းတို့ယူထားငါကောင်နဲ့တူထားကြောင်းငါကောင်ညံမီတော့ပဲနားထောင်ငါကောင်စိတ်နဲ့ကြောင်ပပြောင်းငါကောင်စခွက်ထားပြောင်းအဲ့နားလေးကမိုက်တယ်နော်မန်းရှင်းလာတာငါကောင်92ထားကြောင်းငါကောင်စခွက်ထားပြောင်းစိတ်နဲ့ကြောင်ပပြောင်းစခွက်ထားပြောင်းနားလေးအဝင်လေး chorus နားထောင်မယ်စခွက်ထားပြောင်းမင်းတို့မြောင်လိုက်ဘာလို့ခရှိပေးမင်းတို့မြောင်လိုက်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 မင်းတို့မြောင်လိုက်yoga ချက်တင်ရှိဒီမှာပြောမှာ Asharo Phobia အဖွဲ့တကယ် shout out လုပ်ပါတယ်တကယ်မိုက်တယ်နော်အတန်အဲ့လို bass တန်နေဒီ beatbox ဆိုတာလည်းပါဇက်နဲ့ဒီလုံးလုံးရတာပေါ့နော်အဲ့ loop အတန်နေအဲ့ instrument တွေအတန်နေ drum အတန်နေ bass တန်နေဟိုပါဇက်ကနေထွက်အောင်ပြတထွက်နိုင်လောက်ရပါပေါ့နော်ဒါပေမဲ့ amazing လေးတော့ပြန်ကင်တာပေါ့သူတို့ record လုပ်ပြီးတော့ shout out to Asha Phobia Berry bola ready lola setting me so the chili social shimmy lenny menu toda me short child be the russian p no following me me the german tea ရှမ်းပြည်ကင်မရာနာကပ်ပြီးမျက်ခွက်ပြောင်းနေတာသိလားလုံးဝပထမ version မှာကင်မရာကိုရှာနေရတဲ့ကတ်တောင်ပါတယ်ကြည့်နေကောင်းနေရှာနေရက်ပြီးလိုက်တာရော့စီme short child be the russian p no following me me the german tea the god I see the how I see the how I see I look shit me no me out like I look shitအဲ့အနောက်မှာဒီ music ကအဲ့နင်းအဲ့ရှေ့ version frame ကိုပြန်ယူတာ science လားအဲ့ဒါကိုဒီ frame ထဲမှာလည်းပြန်ထည့်တာ beatbox version မှာ true အများကြီးပြောင်းလာတာတော့မတွေ့ဘူးเนาะဒါပေမဲ့ beatbox version နဲ့ဆိုတော့အတစ်တဖန်ပေါ့အတစ်တဖန်ပြန်လာထောင်ရပါ version အတစ်တစ်မျိုးပေါ့မင်းတို့မြောင်လိုက်မြောင်လိုက်မြောင်လိုက်like me on like me no me on like Pero que se pie
draw တွေပဲဝင်လာ draw တွေပဲဝင်လာပြီဒီလည်းပွက်ခဲ့တယ်တူ fade off 没有来OK ဒီမှာပါတာအာရှာတို့အဖွဲ့ပေါ့နော်အာရှာတော့တော်တော်များများသိပါမယ်4 beat ပေါ့သူတို့အဖွဲ့နာမည်အောင်4 beat ပေါ့နော်4 beat နဲ့ရန် beat နဲ့ပေါင်းပြီးတော့တစ်ဖက်ပြန်ပြီးတော့အစ် version အစ်ပြန် create လုပ်တာပေါ့နော်ရန် beat ကတော့ဒီသူ့ music အရင် frame တိုင်းအောင်မယ်ဒီဆိုပုံတိုင်းပဲပြန်ဆိုတာဆိုတော့ create လို့မရှိဘူးဒါပေမဲ့ဒီမှာကခုနကတော့ပြောမှာ beatbox ပေါ့နော် beatbox ကအခုများပြမှာဆိုရင်အခုဆိုရင်တော်တော်လေးကိုသိလာပြီ beatbox ကချအောင်ပြီးတော့ဒီအာရှာတို့အဖွဲ့ကလည်းတော်တော်လေးခုနောက်ပိုင်းနာမည်ပိုကြီးလာလူသိပိုများလာပေါ့နော်ပြီးတော့အဲ့အဖွဲ့ကိုခုနကတော့လိုပဲ appreciate လုပ်တယ်ပေါ့နော် beatbox ဆိုတာလည်းဒီအတန်နဲ့ခုနကတော့ drum ဆိုလဲ drum bass ဆိုရင် bass အောက်က pattern တွေအကုန်လုံးပါဇက်နဲ့ထုတ်ရတာအဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီမှာဒီဟာ Dr. Beats ကိုလည်း shout out လုပ်တယ် Dr. Beats က music mastering လုပ်ပေးတာပေါ့နော်ဒီအတန်ကိုတို့ကအရင် record သူအဲ့ recording session တော့ကျွန်တော်တွေ့လိုက်တော့ video ပေါ့နော် recording တွင်းအရင်အဲ့ beatbox line တွေကို recording တွင်းပြီးတော့ music ပြန်ချိန်ပြီးတော့မှရန်ဘီကပြန်တွင်းပေါ့နော်အဲ့လိုမျိုးပုံစံဆိုတော့ရန်ဘီကိုလည်းကြိုက်ပါရန်ဘီကိုလိမ့်နိုင်ဝဆရာကြီးမှာတော်တော်လေး humble ဖြစ်တယ်သဘောကျတယ်ရန်ဘီကို okay အဲ့တော့ဒီနေ့ reaction လေးအောင်ဒီလောက်ပါပဲနောက်ထပ်ဘယ်ချင်းတွေ reaction လုပ်အောင်မလဲဆိုတော့ comment မှာချက်လောက်မှန်းခဲ့ပေးပါဒီနေ့ video လေးအောင်ဒီလောက်ပါပဲ thank you Sky